မိဘကြောင့်လည်းမချက်ပြုတ်ကြော်လို့နေတယ်သူတို့ကြုံခံရတဲ့ဘဝအိမ်သူအိမ်သားတွေတားကြုံမရကြုံခံရတဲ့ဘဝဘရောမှလွတ်မြောက်မလဲမသိဘူးနဲ့ဒေါသဒေါမနတနဲ့စိတ်တူနေမယ်ဆိုရင်အကုသိုလ်တွေဖြစ်နေမှာပဲအဲ့တော့ကိုချက်ပြုတ်ပေးနေရတဲ့အိမ်သူအိမ်သားမိသားစုတွေကိုတာသနာခီးသွားရင်တွေ့ဆုံရတဲ့အလှူခံပုဂ္ဂိုလ်တွေတန်တရားခီးသွားကြရင်လည်းတွေ့ကြတဲ့ဧည့်သည်တွေပဲအလူကံပုဂ္ဂိုလ်တွေပဲလို့နှလုံးသွင်းပြီးတော့သူတို့ကိုလှူပါတယ်လို့နှလုံးသွင်းလိုက်ရင်ဒါနကုသိုလ်ဖြစ်သွားတာပဲမိဘအတွက်အကိုရီမတွေမိသားစုတွေအတွက်ချက်ပြုတ်ပေးနေတော့မိဘရဲ့ဝေယဝဆလုပ်ပါတယ်အကိုရီမတွေသားတွေသမီးတွေမိသားစုရဲ့ဝေယဝဆလုပ်ပေးတယ်လို့နှလုံးသွင်းလိုက်ရင်သီလကုသိုလ်လည်းဖြစ်သွားတာပဲမိဘကြောင့်နဲ့မှနေနဲ့မိဘကြောင့်နဲ့ဝင်ချက်ပြုတ်တဲ့လှုပ်ရှားလုပ်မယ်ဆိုကြတဲ့ကူကငါးပါးသီလလေးမိဘကြောင့်နဲ့မှစောက်တည်လိုက်လို့လည်းရတာပဲဒီမိဘကြောင့်နဲ့မှငါချက်ပြုတ်ကြလို့နေစဉ်အတွင်းငါးပါးသီလလုံအောင်ထိမ့်မယ်ဟိုဟင်းတုံးလေးခိုးစားဒီဟင်းတုံးလေးခိုးစားနဲ့ခိုးမစားတော့ဘူးဆိုရင်ဒါလည်းပဲသီလကုသိုလ်ဖြစ်နေတာပဲနော်ငါချက်တာငါနှိုက်စားမှာမဟုတ်ဘူးဆိုရင်လေအဲ့တော့သီလကုသိုလ်လည်းယူလို့ရတယ်အိမ်သူ